စိုင်းမို့ပရိသတ်တွေကစုချင်းမြင့်နေတဲ့ချိန်အောင်ပွဲခံနေတဲ့ချိန်တွင်းမှာပဲဇက်မင်းသားလေးဘယ်သူအောင်စဘူးလို့အချိန်ချင်းអော်နေတဲ့ပရိသတ်တယောက်ရဲ့ဗီဒီယိုတက်လာတဲ့အခါမှာစိုင်းမိုရဲ့စိတ်နေစိတ်ထားကိုကျွန်တော်တို့အမှန်သိလိုက်ရပါတယ်ပထမဆုံးတစ်ချိန်မှာအောင်စဘူးလို့អော်တဲ့အချိန်မှာစိုင်းမိုကဒါကိုလက်ယူရှုထားတယ်လို့တွေ့ရပါတယ်နားထောင်ကြည့်ကြရအောင်ဘာလို့ဒီလိုကောင်းလဲစိုင်းမိုဒီလိုဒါကတော့ပထမဆုံးအချိန်နဲ့ဒုတိယအချိန်အောင်စဘူးလို့អော်တဲ့အချိန်မှာစိုင်းမိုကစုချင်းမြင့်နေတဲ့ပရိသတ်တွေနဲ့အခန်းစကားပြောနေလို့မကြားတာလည်းဖြစ်နိုင်တယ်လို့တမင်တကာမကြားချင်ဆောင်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းပရိသတ်ကအရှုံးမပေးဘဲနောက်တစ်ချိန်ထပ်អော်လိုက်တဲ့အချိန်မှာတော့စိုင်းမိုကဒါကိုအတိအမှန်ပြုတ်ပြလိုက်ပါတယ်ဒီမှာတစ်ချက်ကြည့်ပါဦးအေးမိုက်တယ်ကွာအဲ့လိုမျိုးအားပေးမှစိတ်ကြီးတိုင်းပြန်ရတယ်ဒီမြကွင်းကိုကြည့်လိုက်မယ်ဆိုရင်ပရိသတ်တွေအနေနဲ့ကိုယ့်ရဲ့အိုင်တော့ကိုလေးစားမျက်နှာရမကြသလိုတစ်ဖက်ကကြည့်ပြန်ရင်လည်းခစ်ပြန်စက်မင်းသားနဲ့ရောက်ရဲ့အောင်မြင်မှုတွေကဘယ်လောက်ထိနေရာတိုင်းမှာပရိသတ်တွေကြားမှာအောင်မြင်နေလဲဆိုတာကိုတွေ့ရပါတယ်ဒါကအခုမှစတွေ့ဘူးလားပထမဆုံးအချိန်လားဆိုရင်တော့လုံးဝမဟုတ်ပါဘူးဒီမတိုင်ခင်မှာပဲအလားတူပုံစံစိုက်ရမိုးရဲ့ပွဲမှာအဲ့လိုអော်ခဲ့တာမျိုးတွေရှိခဲ့ပါသေးတယ်ဒီမှာတစ်ချက်ကြည့်ပါဦးဒီဗီဒီယိုဖိုင်ကလည်းတိတ်မကြခင်ကဗီဒီယိုဖိုင်ဖြစ်ပါတယ်ဒီမြေကွင်းတွေကတော့ပရိသတ်အမျိုးမျိုးတွေကြားမှာရှုတော့အမျိုးမျိုးကနေကြည့်ပြီးတော့အမျိုးမျိုးပြောဆိုနေကြတာတွေ့ရပါတယ်အောင်စဘူးဖိုင်တွေကဆိုင်းမိုပွဲထိလာပြီးတော့အဲ့လိုပြုမှုတာမဖြစ်သင့်ဘူးဆိုတာမျိုးတွေအဲ့ဒါဆိုင်းမိုရဲ့ပရိသတ်ဆက်မဟုတ်ဘူးဆိုတာမျိုးတွေငါတို့လည်းအောင်စဘူးပွဲသွားပြီးတော့အဲ့လိုပြန်អော်မယ်ဆိုတာမျိုးတွေအမျိုးမျိုးတွေ့ရပါတယ်တကယ်တော့ဒါကအစိုးရကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်ပေါ်ကပြောခဲ့သလိုပဲကိုယ့်ရဲ့အိုင်တော့ပေါ်အနုပညာရှင်ပေါ်မလေးစားရကြသလိုတစ်ဖက်ကကြည့်ပြန်ရင်လည်းအကောင်းမြင်ကြည့်ပြန်ရင်လည်းလူငယ်စက်မင်းသားလေး2ယောက်ရဲ့အောင်မြင်မှုအရှိန်အဝါကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်တကယ်တော့ဘယ်အရာမဆိုအပြိုင်ဆိုင်ရှိမှအောင်မြင်မှုအချွဲထိပ်ကိုရောက်နိုင်တာမျိုးဆိုတော့ဒီမြေကွင်းကလည်းအထောက်အကူတစ်မျိုးပါပဲဒါပေမဲ့ဒီမြေကွင်းကဘယ်သူတွေအမျိုးမျိုးတွေးကြပါစေထင်ကြပါစေစိုင်းရမိုးရဲ့စိတ်ထားကြီးမြတ်မှုကိုတော့အထင်သာမြင်ရမှာပါအောင်စဘူးနာမည်អော်လိုက်တဲ့အချိန်တိုင်းမှာစိုင်းရမိုးရဲ့မျက်နှာတစ်ချက်ပြတ်သွားတာမတွေ့ရဘူးနောက်ဆုံးမှာပရိသတ်ရဲ့အချိန်ချင်းအလက်ကန်းဆိုမသိတာကိုတော့စိုင်းရမိုးကအတိအမှန်ပြုလိုက်တဲ့မြင်ကွင်းကတကယ်ကိုစိတ်ထားမြင့်မြတ်တဲ့မြင်ကွင်းလေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်